ဒီဗီဒီယိုလေးမှာကဓာတ်ရီကောကျူကာကိုပြပြပေးတာဖြစ်ပါရှင်ဒါဆိုလို့ရှင်ရိုးဆုံးခုတ်တုပါလီကိုလိုက်ဆိုကြည့်ကြရအောင်နော်မိုင်လီမတ်သွားတီလာဒီဆိုတာက ikimas kimas ရဲ့နှိမ့်ချတဲ့အသုံးနှုန်းပါ olimas ဆိုတာက imas ရဲ့နှိမ့်ချတဲ့အသုံးနှုန်းရှိသည်itadakimas ဆိုတာကကြတော့ tabemas nomimas molaimas ရဲ့နှိမ့်ချတဲ့အသုံးနှုန်းဖြစ်တဲ့စားသည်တောက်သည်လက်ခံရယူသည် moshimas ဆိုတာကကြတော့ iimas ရဲ့နှိမ့်ချတဲ့အသုံးနှုန်းဖြစ်တဲ့ပြောသည်လျှောက်ထားသည် itashimas ဆိုတာက shimas ရဲ့နှိမ့်ချတဲ့အသုံးနှုန်းလုပ်သည် haikashimas ဆိုတာက mimas ရဲ့နှိမ့်ချတဲ့အသုံးနှုန်းဖြစ်တဲ့ကြည်သည်မြင်သည်ဇွန်ဂျီမတ်ဆိုတာကရှီလီမတ်ရဲ့နှိမ့်ချတဲ့အသုံးနှုန်းဖြစ်တဲ့တီတီဥကာကိုင်းမတ်ဆိုတာကခိခိမတ်အီခိမတ်ရဲ့နှိမ့်ချတဲ့အသုံးနှုန်းဖြစ်တဲ့မေးသည်တွားသည်အိုမဲဒီခါကာဒီမတ်ဆိုတာကအာယီမတ်ရဲ့နှိမ့်ချတဲ့အသုံးနှုန်းဖြစ်တဲ့တွေ့သည်အီရမတ်ခိုးဟီကိုအီရမတ်ဆိုရင်ထဲ့သည်ကော်ဖီထဲ့သည်ကော်ဖီဖြောသည်ရောဤရှိမတ်တူတင်ပြင်ဆင်သည်ဝါတာခုရှိကျွန်ုပ်ကျွန်တော်ကျမဝါတာရှိဤနှိမ့်ချတဲ့အသုံးနှုန်းဂိုင်းတို့လမ်းညွန်သူဂိုင်းမေးတို့အတိုရဲစု email လိပ်စာ schedule တို့ schedule ဖြစ်တဲ့အချိန်စရာအစီအစဉ်စရာဆလိုင်းရှုနောက်ပတ်ရဲ့နောက်တစ်ပတ်ဆလိုင်းကစ်နောက်လာရဲ့နောက်တစ်လဆလိုင်းနဲ့နောက်နှစ်ရဲ့နောက်တစ်နှစ်ဟာဂျီမေနီပထမဦးဆုံးအနေဖြင့်ပထမဦးစွာအေတိုတိုကျိုဟာကူပစအန်ဆိုတာကကြတော့အေတိုတိုကျိုပြတိုင်းကိုပြောတာပါခိုင်ဝမှာဆိုလို့ရှိရင်ကခင်းချောရှိမှစိတ်အိုက်ဒီစိတ်ချင်းချက်ဒီရှော့ခင်စုချင်းငွေခီရင်တိကလာအောင်ခိုတော့ဆိုတာကကြတော့ဒုံကအဲ့အချိန်တုန်းကလို့ပြောချင်တာပါခါနာယီမဆိုတာကဆန္ဒပြည့်သည်ယူမေကခါနာယီမဆိုရင်အိမ်မက်ဒီအကောင့်ထဲပေါ်သည် ON ရှိမတ်အပီသည်ကိုကိုရိုခါရစိတ်ထဲမှာနှလုံးသားထဲမှာခန်းရှာရှိမတ်ဂျေစုတင်သည်ယော်မီမတ်မှာဆိုလို့ရှိရင်ကအိုလေးဂျေစုတုတ်ပြင်ခြင်းအိုကန်ကီတဲ့အီလာရှိုင်မတ်ကနှီကောင်းမတလားကျမ်းမတလားမေယဝကိုခကင်မတ်အနောက်ရှက်ပေးသည်အခါရှိမတ်အတုံးချသည်New Han ဆိုတာက New Han ဒေတာဂျာမနီမှာ New Han ဒေတာကိုပြောတာပါဒါဆိုလို့ရှိရင် grammar လေးတွေကိုကြည့်ကြရအောင်တာရီကိုဂျူကာရဲ့ grammar မှာဆိုလို့ရှိရင်ကကြတော့အများကြီးရှင်းပြစရာမရှိဘူးပေါ့နော်ဒီမှာဆိုလို့ရှိရင်ကကြတော့နာနီနာနီအိုဆိုရဟာနဲ့ပြီးတော့ edify ရဲ့ရှိမှာအိုးထည့်မယ်ပြီးရင် verb ကို must ပြုတ်ပြီးတော့ရှိ must တဲ့ဒါကဘာကိုပြောချင်တာလဲဆိုလို့ရှိရင်ကိုလုံးမဲ့အကြောင်းအရာကိုပြောဆိုချင်တာဒီတာရီကိုဂျူကာမှာဆိုလို့ရှိရင်ကခန်းကြောကိုတောင်းတာပေါ့နော်အရှိရတော့ဒါယွန်းကျူကျူကမှာဆိုလို့ရှိရင်ကစုံကင်းကောဖြစ်တဲ့တစ်ဖက်လူအကြောင်းပြောချင်တာတစ်ဖက်လူကိုယူသေးစွာနဲ့တောင်းဒီဓာတ်ရီကိုကျူကမှာဆိုလို့ရှိရင်ကကြတော့ကိုနှိမ့်ချပြီးတော့ပြောချင်တာအဲ့တော့ဒီမှာဆိုလို့ရှိရင်ကကြတော့ verb ကိုမှရှေ့မှာအိုထည့်ပြီးတော့အနောက်မှာ she must ထည့်ဆိုလို့ရှိရင်ကကိုလုံးဆောင်မဲ့အကြောင်းအရာကိုပြောဆိုချင်တာလက်ရင်းမှာဆိုလို့ရှိရင်ကဝါတာခုရှိကရှေ့လျောအိုကိုဒီရှိမတ်အိုကိုဒီမဆိုတာကပေးဖို့ဒီအဲ့ဒါမှသူကရှေ့ကနေအိုထည့်ပြီးမှဖြစ်တဲ့အတွက်ကြောင့်အိုခုလီရှိမှဆိုလို့ရှိရင်ပေးပို့ပါမယ်ငါကစာရွက်စာတမ်းတွေကိုပို့ပေးပါမယ်လို့ပြောချင်တာဝါတာခုရှိကဟိုအိုခါလီရှိမှဆိုတာကငါကစာအုပ်ကိုချီးယူပါမယ်ချီးငှားပါမယ်ဝါတာခုရှိကဟိုတယ်ဒိုနော်နာကအိုကိုအန်နိုင်ရှိမှအဲ့မှာမှအိုထည့်ရဆိုတဲ့ခါမှာမှအရှိရအခမ်းမှာတော့လည်းပြပြပေးခဲ့ပါတယ်ခန်းကြီးနှလုံးဆိုလို့ရှိရင်အိုမဟုတ်ဘဲနဲ့ကောဖြစ်ပါမယ်အဲ့တော့ဝါတာခုရှိကဟိုတယ်ဒိုနော်နာကအိုကိုအန်နိုင်ရှိမှဆိုရင်ကျွန်တော်ကဟိုတယ်ရဲ့အထင်းကိုလမ်းညွှန်ပေးပါမယ်လို့ပြောချင်တာခိုရီနိုစကိုင်ခါတာအိုဂေါ်စစ်စမဲရှိမှတဲ့အသုံးပြုပုံပြူနီကိုရှင်းပြပေးပါမယ်လို့ပြောချင်တာပါဒါဆိုရင်လက်ရှုအီလီနဲ့တွဲပြီးတော့ကြည့်ကြရအောင်နော်လက်ရှုအီရဲ့အချိပါမှာဆိုလို့ရှိရင်ကဝါတာခုရှိကခိုဟီအိုအီရဲ့ရှိမှဆိုလို့ရှိရင် verb ကိုမှ must ပြုတ်ပြီးသူ့ရဲ့ရှိမှအိုထည့်မယ်အနောက်မှာရှိ must ထည့်မယ်အဲဆိုလို့ရှိရင်ကျွန်တော်ကကော်ဖီကိုထည့်ပေးပါမယ်တဲ့ဝါတာခုရှိကအေကီမာတဲ့အိုအခုဒီရှိမှဆိုရင်ကျွန်တော်ကဘူတာအထိလိုက်ပို့ပေးပါမယ်နိဗ္ဗာန်မှာဆိုလို့ရှိရင်ကဝါတာခုရှိကခောနော်ယောဒေအိုဂေါ်စစ်စမဲရှိမှကျွန်တော်ကဒီနေ့ရဲ့အစီအစဉ်ကိုရှင်းပြပေးပါမယ်ဝါတာခုရှိကတေကီရိုတာကေဟာယာကူဂေါ်လန်လာကူရှိမှကျွန်တော်ကတတ်နိုင်တဲ့လောက်မြန်မြန်လေးဆက်သွယ်ပေးပါမယ်လို့ပြောချင်တာအဲ့တော့ကိုလုံးမဲ့အကြောင်းအရာပြောချင်တယ်ဆိုလို့ရှိရင် verb ကို must ဖြုတ်ပြီးတော့သူ့ရဲ့ရှေ့မှာ o ထည့်မယ်သူ့ရဲ့နောက်မှာ she must ထည့်အဲ့လိုမဟုတ်ဘဲနဲ့တခြားလူရဲ့လုပ်တဲ့ဟာကိုရင်ကြီးကြီးသုံးချင်တယ်ဆိုလို့ရှိရင်အရှိရကံမှာပြောပြခဲ့သလိုပဲ verb ကိုမှ must ဖြုတ်ပြီးတော့သူ့ရဲ့ရှေ့မှာ o ထည့်မယ်သူ့ရဲ့နောက်မှာni nali must ထည့်ပေးရမယ်အဲ့ဒါဆိုရင်စွန်ကေကောဖြစ်တယ်အဲ့လိုမဟုတ်ဘဲနဲ့ခန်းကြောကောသုံးချင်တယ်ဆိုရင်က verb ရဲ့ရှေ့မှာ o ထည့်မယ်သူ့ရဲ့နောက်မှာ she must ထည့်ပေးရမယ်ဒီခန်းကြောကောမှာဆိုလို့ရှိရင်ဒီစရာလေးအလွတ်ချက်ကမှာဖြစ်ပါတယ် ikimas kimas ဆိုလို့ရှိရင် mailimas imas ဆိုလို့ရှိရင် olimas tabemas nomimas molaimas ဆိုရင် itadakimas iimas ဆိုရင် moshimas shimas ဆိုရင် itashimas shite imas က sonjite olimas shirimasen sonjimasen mimas haikanshimas kikimas ukagaimas uchi ရဲ့ ikimas ဆိုတာအတိတ်ပဲအတူတူပါပဲဒီကေကေမတ်ဆိုတာကမေးမြန်းနေလို့လည်းသုံးလို့ရတယ်လို့အိမ်ဒီဘာတွေတွားတဲ့အခါမျိုးမှာဆိုလဲရှင်လဲဒီဥခါကိုင်းမတ်ကိုအသုံးပြုလို့ရပါတယ်အာယီမတ်ဆိုရင်အိုမဲနီခါကာလီမတ်
OK ဒါဆိုရင်နောက်တစ်ခုကကြတော့明日3時にお宅へ伺いますမနက်ဖြန်3နာရီမှာအိမ်တို့လာပါမယ်အိမ်တို့သွားပါမယ်လို့ပြောချင်တာပါ来週お目にかかりますနောက်အပတ်တွေ့ပါမယ်ကောဘာမှာဆိုလို့ရှိရင်က私はミラと申しますကျွန်တော်ကミラလို့ခေါ်ပါရဲ့私は IMC に勤めておりますကျွန်တော်က IMC မှာအလုပ်လုပ်နေရပါတယ်ဒါဆိုရင်ဒီခန်းမှာဆိုလို့ရှိရင်ကကြတော့တိုက်ကောဂျူကာကကြတော့ခန်းကျော်ကောဆိုတဲ့မိမိကိုယ်ကိုနှိမ့်ချတဲ့အသုံးနှုန်းကိုပြောပြထားတာပါဒီခန်းကျော်ကောမှာဆိုလို့ရှိရင်ဒီစရာလေးအလွတ်ချက်ထားပါနော်ဒါဆိုလို့ရှိရင်ဘုံခိနဲ့ label လေးကိုကြည့်ကြရအောင်ဘုံခိအကြည့်မှာဆိုလို့ရှိရင်က今月のスケジュールをお送りしますဒီလရဲ့အစီအစဉ်စရာအချိန်စရာကိုပို့ပေးပါမယ်明日3時に伺いますမနက်ဖြန်3နာရီမှာလာပါမယ်私はアメリカから参りましたကျွန်တော်ကအမေရိကနေပြီးတော့လာခဲ့ရပါတယ်လေးပုံအကြည့်မှာဆိုလို့ရှိရင်重そうですねလေးရဲ့ပုံမဲ့တော့お持ちしましょうかတည်ပြီးရမလားすみませんတောင်းပန်ပါတယ်お願いしますမြေတားရက်ခံပါတယ်တည်ပြီးပါတယ်နိဗ္ဗာန်မှာဆိုလို့ရှိရင်ကဂိုင်းဒိုဆန်ကိုကိုမီတာအတိုတဲ့တိုကိုရဲ့ icon desk ကဒီဂိုင်းရည်တဲ့ဒီနေရာကိုကြည့်ပြီးသွားရင်နောက်မှာဘယ်တို့သွားမှာလဲတဲ့အေဒိုတိုကျိုဟာကုဘုစအန်အေကိုအနိုင်ရှိမတ်ဒီအေဒိုတိုကျိုမှာရှိရဲ့ဟာကုဘုစအန်ကိုလိုက်ပြီးတော့လမ်းညွှန်ပြပါမယ်ဆမ်မန်မှာဆိုလို့ရှိရင်ကိုဘူဒါဆန်တော့တိုချာကိုကနီဂျီဒတ်နေတဲ့ဒါဒီကမူကအင်းဒီ icon desk ကကိုဘူဒါဆန်ရဲ့တိုချာကိုဆိုက်ရောက်မှာက2နာရီတော့တဲ့တယောက်ယောက်ကြိုဆိုဖို့အတွက်သွားမှာလားဟိုက်ဝတာကူရှိကမိုင်လီမတ်ဟုတ်ကဲ့ကျွန်တော်သွားပါမယ်ယောမမှာဆိုလို့ရှိရင်ちょっと気分を拝見しますခဏလောက်လက်မှတ်ကိုကြည့်ပါမယ်တဲ့はいどうもありがとうございましたကျေးဇူးတင်ပါတယ်တဲ့ကိုဘာမှာဆိုလို့ရှိရင်こちらはミラさんですဒီဘက်ကတော့ミラさんဖြစ်ပါတယ်はじめましてတွေ့ရတာဝမ်းသာပါတယ်ミラと申しますミラလို့ခေါ်ပါတယ်တဲ့どうぞよろしくお願いしますကိုကြီးဆောက်ရှောက်ပေးပါအောင်တဲ့လောကုဘာမှာဆိုလို့ရှိရင်ကゴカスコはどちらにいらっしゃいますかမိသားစုကဘယ်နေရာမှာရှိရပါလဲတဲ့ニューヨークにおりますニューヨークမှာရှိရပါတယ်ဒါဆိုရင်ဘုံခင်းလေးကိုပြန်ဆိုကြည့်ကြရအောင်1今月のスケジュールをお送りします2明日3時に伺います3私はアメリカから参りました例文1重そうですねお持ちしましょうかすみませんお願いします2ガイドさんここを見た後でどこに行くんですか江戸東京博物館へご案内します3小倉さんの到着は2時ですね。誰が迎えに行くんですかはい、私が参ります。4、ちょっと気分を拝見します。はい、どうもありがとうございました。5、こちらはミラさんです。はじめまして、ミラと申します。どうぞよろしくお願いします。6、ご家族はどちらにいらっしゃいますかニューヨークにおります。はい、ဒါဆိုလို့ရှိရင်ကကြတော့ဒီပြပြခဲ့တဲ့第20လောကကနေပြီးတော့第1ဂျူကာအထိလိုက်ကြည့်ပေးခဲ့တဲ့တယောက်ချင်းစတိုင်းကိုလည်းကျေးဇူးများတင်ပါတယ်ရှင်။အမှုပြင်မဲ့သူလေးတွေလည်းအားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်